ဒီပုံမြင်လေးကတော့ဘင်ပါလို့ခေါ်တဲ့ရွာလေးတူရဲ့အကြောင်းမို့ကွယ်အဲ့ဒီရွာမှာအာဂျွန်စီလို့ခေါ်တဲ့ရွာသူကြီးတယောက်ရှိတာပေါ့ကွယ်အာဂျွန်စီကစိတ်တွေအများကြီးမွေးထားပြီးသူ့စိတ်တွေကိုသူကအယမ်းကိုချစ်ပါတယ်စိတ်တွေအလုံးထဲမှာမှအာဂျွန်စီအချစ်ဆုံးစိတ်တကောင်ရှိတာပေါ့ကွယ်အဲ့ဒီစိတ်ကလေးကအဖြူရောင်စိတ်ကလေးပေါ့ကွယ်သူ့အဖြူရောင်စိတ်ကလေးကိုမီနာလို့နာမည်ပေးထားပါတယ်အဲ့ဒီစိတ်ကိုအာဂျွန်စီရဲ့အမေကအာဂျွန်စီမွေးနေ့မှာလက်ဆောင်ပေးထားခဲ့တာပေါ့အဲ့ဒီစိတ်ကိုအာဂျွန်စီကပွေ့ဖက်ပြီးကလေးလေးတယောက်လိုသဘောထားပြီးချစ်ခဲ့တာပေါ့ကွယ်အဲ့ဒါလိုနဲ့တမနက်မှာအာဂျွန်စီကသူ့စိတ်မီနာကိုပြောနေပါတယ်မီနာမင်းကိုကြည်ရတာအားနေနေကြလို့ပဲအဲ့လိုလုပ်ရမယ်တင်တယ်မင်းကိုဆရာဝန်စီခေါ်တော့ပြရမယ်အဲ့ဒါမှဆရာဝန်ပေးတဲ့အာစီကောင်းကောင်းစားပြီးမင်းပြန်တန်မာလာလိမ့်မယ်အဲ့ဒီအချိန်မှာသူ့မိမစီမာကရောက်လာပြီးသူ့ယောက်ျားကိုပြောခဲ့တာပေါ့တရိษံတွေကိုအဲ့လောက်တောင်ချစ်ပြနေတာအဲ့ဒီလိုမျိုးမင်းမိသားစုနဲ့အိမ်မှာရှိတဲ့အလုပ်သမားတွေပေါ်လာချစ်မယ်ဆိုရင်သူတို့စိတ်လည်းရမ်းကိုပျော်ရွှင်သွားလိမ့်မယ်ငါ့ကိုရှာချမ်းအာချမ်းနဲ့ပြောစရာဘာကြောင်းမှမရှိဘူးနော်ငါကအာဂျွန်စီပဲဒီရွာရဲ့တကြီးလဲဟုတ်တယ်ငါစိတ်ထဲမှာလှုပ်ချင်တာကိုငါလုပ်မယ်ငါစိတ်သဘောတိုင်းငါနေနေတာဘသူပေါ်မှာမိခိုပြီးအသက်ရှင်နေတာမဟုတ်ဘူးစီမာလည်းဘာမှမပြောဘဲအဲ့ဒီနေရာကနေထွက်သွားခဲ့ပါတယ်အဲ့ဒါလိုနဲ့ခဏကြာမှတော့အာဂျွန်စီကသူ့စိတ်ကိုသူ့ရဲ့ရင်ခွင်ထဲကိုပွေပြီးချော်သိပ်ခဲ့ပါတယ်ပြီးတော့သူ့ရဲ့အိတ်ခမ်းထဲကိုခေါ်သွားလိုက်တာပေါ့ကွယ်ပြီးတော့တိချလေးချသိမ့်လိုက်ပါတယ်ခဏလောက်ကြာတော့အာဂျွန်စီကအလုပ်ကိစ္စကြောင့်အပြင်ကိုထွက်သွားခဲ့တာပေါ့ဒီလိုနဲ့အလုပ်ပြီးတော့သူ့အိမ်ကိုပြန်လာတဲ့အချိန်အိတ်ခမ်းထဲကြည့်လိုက်တဲ့အခါမှာတော့စိတ်ကလေးမီနာမရှိတော့ပါဘူးအဲ့ဒါကိုကြည့်ပြီးအာဂျွန်စီကစိတ်ရမ်းပူသွားခဲ့တာပေါ့အိမ်ထဲဟိုနာဒီနာများရှိမလားဆိုပြီးရှာကြည့်လိုက်တော့ဗမာမှမတွေ့တော့စိတ်ပူနေခဲ့တာပေါ့ကွယ်အဲ့ဒီအချိန်သူ့မိမစီမာကရောက်လာပါတယ်ပြီးတော့သူ့ကိုမေးလိုက်ပါတယ်ဘာဖြစ်တာလဲဘာလို့အဲ့လောက်တောင်စိတ်ပူနေရတာလဲငါရဲ့မီနာကိုမတွေ့ဘူးဖြစ်နေတယ်ငါရှာနေတာကြားလာနေပြီမင်းသူ့ကိုတွေ့မိသေးလားမတွေ့မိဘူးကျမမီးဖို့ကန်ထဲမှာအလုပ်လုပ်နေတာဟိုနာဒီနာစော့ကစားတာနေမှာပါပြန်ရောက်လာမှာပါစိတ်မပူပါနဲ့နော်မနက်ကနေညနေအထိရောက်သွားခဲ့ပါပြီအခုချိန်ဒီအာဂျွန်စီရဲ့စိတ်ကအိမ်ပြန်မလာခဲ့ပါဘူးကွယ်အိမ်ထဲမှာအနန္တတွေကတိတ်မကောင်းသလိုဖြစ်ပြီးအာဂျွန်စီကပို့ပြီးစိတ်ပူလာခဲ့ပါတယ်ညတနာရီထိုးတော့အာဂျွန်စီရဲ့စိတ်မီနာကအိမ်ပြန်ရောက်လာခဲ့ပါတယ်အာဂျွန်စီကသူ့ရဲ့စိတ်ကလေးကိုတွေ့ပြီးအယမ်းကိုပျော်ရွှင်သွားခဲ့တော့တာပေါ့ပြေးသွားပြီးစိတ်ကိုသူ့ရဲ့ရင်ဝင်ထဲကိုထည့်လိုက်ပါတယ်အာဂျွန်စီကရင်ဝင်ထဲကိုထည့်လိုက်တဲ့အချိန်မှာစိတ်ကသူ့ကိုကန်ထုတ်လိုက်တာပေါ့အာဂျွန်စီလည်းကျမ်းမြေမော်ကိုလဲကျသွားခဲ့တာပေါ့ကွယ်အာဂျွန်စီကသူ့ရဲ့စိတ်အခြေအနေကိုကြည့်ပြီးအယမ်းကိုစိတ်ပူလာခဲ့ပါတယ်စိတ်ကိုတေချာချော့ပြီးအိမ်ထဲကိုပွေခေါ်လာခဲ့တာပေါ့အဲ့ဒါလိုနဲ့ရန်နေကြတော့တမနက်မှာအာဂျွန်စီကဖះကြောင်သွားပြီးဖះရှုခိုးပြီးအိမ်ပြန်လာခဲ့ပါတယ်အိမ်ကရှိတဲ့သူတွေအားလုံးနှစ်ဖူးမှာဖះကြောင်ကအန်နီရဲ့ကင်းတဲ့အမုတ်ကိုပေးပြီးမုတ်ချိုလဲပေးလိုက်ပါတယ်အဲ့ဒါလိုပဲစိတ်ကလေးမီနာကိုလည်းနှစ်ဖူးမှာပြမှုတိုးပေးလိုက်တော့တာပေါ့အဲ့ဒီချိန်စိတ်ရဲ့မျက်လုံးကပြူပြီးနီရဲတောက်လာခဲ့ပါတယ်အဲ့ဒီစိတ်ကိုကြည့်ရတာတော်တော်လေးကိုကြောက်ဖို့ကောင်းနေခဲ့တာပေါ့အဲ့ဒါကိုကြည့်ပြီးအာဂျွန်စီနဲ့မိသားစုတွေအားလုံးစိတ်ပူသွားကြပါတယ်စိတ်ကတဖြည်းဖြည်းနဲ့စိတ်တရေပုံကိုပြောင်းသွားခဲ့တော့တာပေါ့မိသားစုဝင်တွေအားလုံးကြည့်ပြီးကြောက်သွားခဲ့တော့တာပေါ့ကွယ်ခဏကြာတော့မူလပုံစံအတိုင်းပြန်ပြောင်းသွားခဲ့ပါတယ်စိတ်ရဲ့မူမန်တဲ့ပုံကိုကြည့်ပြီးစီမာကသူ့ယောက်ျားအာဂျွန်စီကိုပြောလိုက်ပါတယ်ဒီမှာကြည့်တကယ်လို့ငါမင်းရဲ့စိတ်အကြောင်းကိုတစ်ခုခုပြောရင်တေချာပေါက်မင်းစိတ်ဆိုးလိုက်မယ်ဒါပေမဲ့အဲ့လိုပုံစံမျိုးဖြစ်လာပြီဆိုရင်ငါတို့ဒီတိုင်းလွတ်ထားလို့မရတော့ဘူးလေအဲ့ဒီနေ့ကမီနာအိမ်ကနေပျောက်သွားပြီးညတကောင်မှအိမ်ပြန်ရောက်လာခဲ့တာပြီးတော့နှစ်ဖူးမှပြတုတ်လိုက်တော့မျက်လုံးတွေနေရဲတောက်လာတယ်ပြီးတော့ပုံစံလည်းပြောင်းသွားတယ်အဲ့ဒါတွေအားလုံးကိုကြည့်ပြီးတခုခုတော့မှားနေပြီလို့ငါထင်တယ်ငါတို့အဲ့ဒီစိတ်ကိုဖုန်ကြီးစီခေါ်သွားပြီးပြတဲ့နေထင်တယ်နော်ငါဘယ်တော့မှမင်းပြောတဲ့စကားတွေကိုသဘောမကျခဲ့ဘူးဒါပေမဲ့မင်းအခုပြောနေတဲ့စကားတွေကပထမဆုံးချိန်မှန်တယ်လို့တော့ငါထင်တယ်အဲ့လိုလုပ်လိုက်ပါမင်းစီမှာအတိဖုန်ကြီးရှိတယ်ဆိုရင်လေအဖုန်ကြီးကိုအိမ်ခေါ်ခဲ့လိုက်စ
စီမာကချက်ချင်းပဲသူ့အသည့်ဖုန်ကြီးကိုအိမ်ခေါ်လာခဲ့ပါတယ်ဖုန်ကြီးအိမ်ထဲဝင်လိုက်တာနဲ့အိမ်ရဲ့ခြေနေကိုသဘောပေါက်သွားခဲ့တော့တာပေါ့အိမ်ထဲမှာတယောက်ယောက်ရဲ့တရေဝိညာဉ်ရှိနေခဲ့ပါတယ်ဖုန်ကြီးကိုကြည့်ပြီးမိနာဟာအတန်ကျဲကြီးနဲ့အော်နေခဲ့တော့တာပေါ့ဘလို့ပဲဖြစ်ဖြစ်ဖုန်ကြီးကစိတ်မိနာကိုငြိမ်အောင်လုပ်လိုက်ပါတယ်စိတ်အော်တန်ကိုကြားပြီးရွာကသူတွေအံ့ဩနေခဲ့ကြတာပေါ့အဲ့ဒီချိန်မှာစိတ်မိနာကိုဖုန်ကြီးကမေးလိုက်ပါတယ် ဒီမှာကြည့်ငါအားလုံးသိတယ်မင်းစိတ်ရဲ့ကိုယ်ရဲဝင်ပြီးတော့အိမ်ကလူတွေအားလုံးကိုဒုက္ခပေးချင်နေတယ်အခုချက်ချင်းအမှန်တိုင်းပြောလိုက်ရင်တော့မင်းတို့ပိုကောင်းသွားလိမ့်မယ်နော်မင်းဒီကိုဘာအကြောင်းကြောင့်ရောက်လာတာလဲငါဒီကိုအာဂျုံစီးကိုကလေးစားချီဖို့ရောက်လာခဲ့တာဘလို့ကလေးစားလဲငါအာဂျုံစီးစီမှာအလုံးလုံးနေတဲ့ချိန်တော့ကပေါ့အာဂျုံစီစကားပြောတာအရန်ကိုမောင်းပါပြီးရိုင်းဆိုင်လုံးနေလေကိုမန်ရန်တက်နေတယ်အာဂျုံစီကရှိသမျှဒေါသတွေငါ့ပေါ်အပြည့်ပုံချပြီးရိုင်းနေနှိပ်စက်ခဲ့တယ်လေပြီးတော့သူလက်လုံသွားမှသူ့နာမည်ပြတ်မှာဆိုလို့ငါ့ကိုသူတို့အိမ်လေးကအောင်တာပြစ်ချထားခဲ့တယ်ပြီးတော့လူတွေကိုလေကားပေါ်မှာပြုတ်ကြပြီးတည်တယ်လို့သတင်းလွှင့်လိုက်တော့သူ့ကိုဘယ်သူမှတန်တရားမဝင်မဲ့သူ့လိုသွားတယ်ငါဝင်းကြီးလည်းအနားမှာလေပတ်နေတယ်လေအခုသူပြေးလို့မလွတ်တော့ဘူး ဖုန်ကြီးကတရေဖြစ်နေတဲ့အလုသမားဝိညာဉ်ကိုစိတ်ကိုယ်ရဲကနေထုတ်လိုက်ပါတယ်သူ့ကားရာတကုန်းနဲ့တရေဝိညာဉ်ကိုတေးအောင်လုပ်ပြီးပလင်းထဲကိုထည့်ပိတ်လိုက်တော့တာပေါ့ကွယ်ရွာသားတွေအားလုံးရှေ့မှာအာဂျိုစီရဲ့တယုံမှန်ပေါ်သွားခဲ့ပါတယ်ရွာသားတယောက်ကရဲစခန်းကိုဖုံးဆက်ပြီးအာဂျွန်စီရဲ့အမှန်တရားတွေအားလုံးကိုပြောပြလိုက်ပါတယ်အဲ့ဒီနောက်ရဲတွေကအာဂျွန်စီကိုအချုပ်ချလိုက်တာပေါ့ကွယ်ဒီလိုတွေဖြစ်ပြီးတဲ့နောက်မှာတော့အာဂျွန်စီကသူ့ကိုယ်သူနောင်နာရလို့မဆုံးဖြစ်နေကြတော့တာပေါ့ပုံမြင်လေးကတော့ဒီလောက်ပါပဲကွယ်နောက်ထပ်ပုံမြင်လေးတွေနားထောင်နေတယ်ဆိုရင်တော့ channel လေးကို subscribe နှိပ်ခဲ့ဖို့မမေ့ပါနဲ့နော်